Hello မင်္ဂလာပါကျွန်တော်ကဒီဗီဒီယိုမှာအသုံးဝင်ပြီးလူကြိုက်များမယ်ထင်တဲ့ deviation တွေကိုမဲဖောက်ပြသွားမယ်ပထမဆုံးအနေနဲ့ဒီ YouTube channel ကို subscribe လုပ်မယ်ပြီးရင်ဒီဗီဒီယိုကို like and comment ပေးခဲ့ရုံပဲဘယ်လိုလဲဆိုတော့မဲဖောက်ပေးမဲ့ deviation တွေက73ခုရှိတယ်ဆိုတော့ရမယ့်သူက73ယောက်ပေါ့အဲ့တော့မဲဖောက်ပေးမဲ့ deviation တွေကကျွန်တော်ပြမယ်ဒီဘက် channel ကမပါအောင်နော်ဟိုဘက် box သေးသေးလေးတွေက deviation တွေစုစုပေါင်း73ကောင်ရှိရယ်အဲ့ထက်မှာ atomic snake ပါမယ် pyro dino ပါမယ်ပြီးတော့ rebirth ကလည်းပါမယ်နောက်ပြီးတော့ စပုံမှု dinosaur လေးလည်းပါတယ်ပြီးရင်ဒီကောင်တွေရဲ့ scale နဲ့ rating တွေကိုလည်းကျွန်တော်ပြပေးမယ်အဲ့တော့အရင်ဆုံးဒီ channel ကို subscribe လုပ်မယ်ပြီးရင်ဒီ video ကို like and comment ပေးခဲ့ရုံပဲဒီ comment ထဲမှာတော့ကိုယ့်ရဲ့နာမည်ရဲ့ကိုလိုချင်တဲ့ deviation ရဲ့နာမည်ကိုတော့တွဲပြီးတော့ရေးခဲ့ပေးရမယ်ဒီ deviation နာမည်တွေကတော့မသိလို့ရှိရင်ကျွန်တော်ဒီ video ထဲမှာပြပေးထားတယ်ကိုယ့်ရဲ့နာမည်ကတော့ကိုယ့်အကိုကြိုက်တဲ့နာမည်ရေးခဲ့မှတ်ပုံတင်နာမည်ပဲရေးအင်္ဂိမ်းနာမည်ပဲရေးကြိုက်လို့ရေးခဲ့လို့ရတယ်တခုတော့ရှိရဲကျွန်တော်ပေးမဲ့ထဲမှာ pyro dino က2ကောင်ဖြစ်နေတယ်ဆိုတော့ကျွန်တော် pyro dino 1နဲ့2ဆိုပြီးတော့ခွဲလိုက်မယ်ဆိုတော့ဒီ pyro dino လိုချင်တဲ့သူတွေက pyro dino 1လို့1ပဲဖြစ်ဖြစ် pyro dino 2ပဲဖြစ်ဖြစ်ကြိုက်လို့ရေးခဲ့လို့ရတယ်ဆိုတော့ pyro dino 1လို့ရေးထားတဲ့သူတွေထဲက1ယောက်ရမယ်ပြီးရင် pyro dino 2လို့ရေးထားတဲ့သူတွေထဲက1ယောက်ရမယ်ဆိုတော့ pyro dino ကြီးပဲ2ယောက်ရမယ်ပေါ့ပြီးရင် raw ရတဲ့သူတွေကဒီကိုရမဲ့ deviation တွေအပြင်ကိုကျွန်တော်က aeroleaf spring large featherweight living armor အဲ့ကောင်တွေကို crabita တစ်ခုစီပေါ့၄မျိုးလုံးတစ်ခုစီကျွန်တော်ထပ်ပေးမယ်ဒီ raw ရဲ့ထဲမှာတော့ aeroleaf နဲ့ spring large ထုတ်ပေးရဲ့ deviation တွေတော့ပါတယ်ဒါပေမဲ့ယူလိုက်ပါဆိုတော့ don't forget to subscribe like comment မဲပေါင်းမဲ့ဗီဒီယိုကတော့ကျွန်တော်စနေနေ့18ရက်နေ့ညမှာတင်ပေးမယ်comment တွေကအဲ့စနေနေ့ည6နာရီထိ comment ကိုပဲကျွန်တော်ယူမယ်အဲ့နောက်ပိုင်း comment ကိုတော့ကျွန်တော်မယူတော့မဲပေါက်တဲ့ဗီဒီယိုက18ရက်နေ့ညမှာတင်ပါဆိုတော့ဒီကြားထဲမှာတော့ဒီ channel လေးကိုပဲစောင့်ကြည့်ပေးပါမဲဖောက်မဲ့ပုံစံကတော့ကျွန်တော် lucky spin ပုံစံမျိုးလုပ်ပေးမယ် comment တွေကပါဝင်တဲ့သူအားလုံးရဲ့နာမည်တွေကိုဒီ lucky spin ထဲမှာကျွန်တော်ထည့်ရေးပေးမယ်ပြီးရင် spin လဲမယ် winner နာမည်တွေပေါ်မယ်ဒီလိုနည်းနဲ့ကျွန်တော်အရှင်းလင်းဆုံးကြည့်လို့ရအောင်လုပ်ပေးမယ်ပြီးရင်ပေါက်တဲ့သူတွေကကျွန်တော်အင်ဂိမ်းမှာဆက်သွယ်ပြီးတော့လာယူလို့ရတယ်ဒါကကျွန်တော်ရဲ့အင်ဂိမ်း server နဲ့ ID ဒီထဲမှာကိုလိုချင်တဲ့ deviation တွေရှိတယ်ဆိုရင်ပါဝင်လို့ရတယ်နောက်လည်းဒီလိုအစီအစဉ်နဲ့တခြားအစီအစဉ်တွေရှိသေးအောင်မလို့ subscribe လုပ်ထားပေးလို့ရပါတယ်အခုတော့ဘိုင်ဘိုင်စနေနေ့ဗီဒီယိုမှာပြန်တွေ့မယ်